မင်္ဂလာပါ Recraft Creative Studio ကနေကြိုဆိုပါရစေ။ဆရာနာမည်ကတော့ဆရာလွင်ထက်အောင်ပဲဖြစ်ပါတယ်။သင်ကြားရေး level မှာဆိုလို့ရှိရင်တွေ့ကြုံ10နှစ်လောက်ရှိပြီးတော့တပည့်တွေအများကြီးလည်းဆရာမွေးထုတ်ပေးခဲ့တယ်ပေါ့နော်။ဒီ After Effects lesson မှာတော့ After Effects ကိုတေချာလောပေါက်နားလည်သွားအောင်စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။အဲဆိုအားလုံးပဲအတူတူလေ့လာလိုက်ကြရအောင်။အဲဆိုဆရာတို့ splash screen ပေါ်လာမှာပေါ့။ပထမဆုံးတွေ့ရမှာတော့ဆရာတို့ဘာရှိလဲဆိုတော့ home ပေါ့နော်အရင်ဆုံးပေါ်လာ home မှာဆိုလို့ရှိရင် new project နဲ့ project အသစ်ယူလို့ရတယ် open project နဲ့ဆရာတို့ငကိုရှိပြီးသား project တွေဖွင့်လို့ရတယ်နောက်က reset ပေါ့နော် reset မှာဆရာတို့ကိုမချသေးခင်မှာလောက်ထားတဲ့ file တွေကိုဖွင့်လို့ရအောင်ပေါ့နော်ခုကတော့အသက်ဆိုလို့ရှိရင်တော့ဒီမှာဘာမှမရှိသေးဘူးပေါ့နော် new project ကိုဆရာတို့နှိပ်လိုက်ပါပေါ့နော်ဒီမှာလေးနှိပ်လို့ရတယ်ဒီအပေါ်မှာ menu bar ရှိရပေါ့နော် file ကိုနှိပ်ပြီးရတယ်ဒီ view တွေကnew project နှိပ်လို့ရတယ်ဒါကတော့ shortcut ပေါ့နော်ဒီသင်္ကေတလေးကဒါတော့ window မှာဆိုရင် order ပေါ့နော်အနှစ်ပါလေးက order ဒါလေးက control ဒါ n ပေါ့နော် order control n ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်လည်းဆရာတို့ project အသစ်တစ်ခုရသွားမှာပေါ့နော်အဲဒါနှိပ်လိုက်ပြီပေါ့နော်ဘယ်ရပဲဖြစ်ဖြစ်နှိပ်လို့ရမယ်အဲဒါဘယ်ကိုရောက်သွားလဲဆိုတော့ဒီအလုပ်လုပ်တဲ့နေရာပေါ့နော် working space တွေကိုဆရာတို့ရောက်သွားတာပေါ့နော် working space မှာဆိုလို့ရှိရင် composition သိယူလို့ရတယ်တခါလေကျတော့ကိုအလုံးလုံးနေနေခုနဒီအိမ်ပုံစံလေးကိုနှိပ်ပြီးတက်တယ်ပေါ့နော် home ပေါ့အဲ့လေးကိုနှိပ်လိုက်ရင်ဒီ home ကိုပြန်ရောက်သွားတယ်ဒါပေမဲ့လည်းသူကပိတ်သွားတာမဟုတ်ဘူးပေါ့နော်ဒီအလုံးလုံးနေရာလေးဒီ after effect icon လေးကိုပြန်နှိပ်လိုက်တယ်ဆိုလို့ရှိရင်เนาะဒီကိုပြန်ရောက်သွားတယ်အဲ့တော့ workspace မှာအရင်ဆုံးဘာပြောမလဲဆိုတော့ဆရာစီမှာရှိတဲ့ဟာနဲ့ကိုယ် set ထဲမှာရှိတဲ့ဟာနဲ့ design လေးတွေတော့ကွဲနေတယ်ဘာကြောင့်လဲဆိုတော့ workspace မှာသူ့ရဲ့အလုပ်လုပ်တဲ့ပုံကိုတည်ပြီးတော့ default ရှိတယ် review လို့ land လို့ရှိတယ်ပေါ့နော်ဒီမှာဆရာတို့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဗာလေးဆရာတို့တွေ့ရမယ်ဆိုတော့ဒီ effect တို့ပါလို့ဆရာတို့တွေ့ရမှာပေါ့နော်အဲ့မှာဆရာတို့ tag ကိုယူလိုက်တယ်ဆိုလို့ရှိရင်เนาะဒါစာပုံစံလေးဆရာတို့တွေ့ရနိုင်မယ်အဲ့တော့ဆရာတို့ကတော့ပုံမှန်ဖြစ်တော့default workspace ကိုပဲဆရာတို့သုံးတာပေါ့နော် default ကိုနှိပ်ထားလိုက်ရင်ဒီပုံစံလေးတွေ့ရနိုင်မယ်ပြီးရင်တော့ default မှာတစ်ချက်နှိပ်ပြီးရင်ဘာလို့ reset to save layout နှိပ်လိုက်လို့ရတယ်အဲဆိုရင်တော့ဒီပုံစံလေးတိုင်းရတော့မနော်ဒါလေးlayout တွေက default ဆိုပေမဲ့အဲ့လိုပြောင်းနေရတယ်ဆရာတို့ရှိမှာပေါ့နော်ပြောင်းနေရတယ်ရှိရဆိုရင်ပိတ်မိတာတွေရှိရဆိုရင် default ရွေးထားရတယ်ပဲဒီပုံစံအတိုင်းပဲဖြစ်ပါနော်အဲဆိုဒါလေးနှိပ်ပြီးရင် reset to save layout ဆိုတာနှိပ်လိုက်ပါနော်နှိပ်လိုက်တယ်ဆိုရင်တော့မူရင်းပုံစံအတိုင်းဆရာတို့ရတော့မှာပေါ့နော်ပြီးရင်တော့ဆရာ workspace ကိုလက်တွေ့လုပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အဲဆိုဆရာတို့ဒီ window ကို composition window လို့ခေါ်တယ်ဒီမှာတော့ composition အသိယူလို့ရတယ်ဒါမှမဟုတ်ရှိပြီးသား video ကနေပြီးတော့သူ့ရဲ့ site တိုင်း composition ယူလို့ရတယ်ပေါ့နော်ဘာလို့ဆရာတို့ new composition ပဲယူအောင်မယ် composition ဆိုတာဆရာတို့ Photoshop မှာဆိုရင်တော့Canva ပေါ့နော် Illustrator မှာဆိုရင်တော့ Adobe ပေါ့နော် After Effects မှာဆိုရင်တော့ဒါ composition လို့ခေါ်တယ်အဲ့တော့ဒီ new composition ကနေလည်းယူလို့ရတယ်နောက်တစ်ခုကတော့ဒီ composition ပေါ့နော် composition menu bar ပါ composition ကနေ new composition ကိုဆရာတို့ယူလို့ရတော့မှာပေါ့နော်ဘယ်ကနေပဲယူနှိပ်ပြီးတော့ယူလိုက်ပေါ့နော်အဲဆိုရင် composition ပေါက်ပေါ်လာတာပေါ့နော်နာမည်အရင်ဆုံးပေးရတယ်ဘာပေးမလဲဆိုတော့ဆရာတို့ lesson 1ပေးလိုက်ပါပေါ့နော် lesson 1 workspace ပေါ့နော်ပြီးတော့ဒီအောက်ထဲမှာတော့ဆရာတို့ preset လုပ်ပြီးသားလေးရှိတယ်ဒီအုပ်စုကတော့ HD ပေါ့နော် high definition video standard အနေနဲ့တော်တော်များများသုံးကြတော့1920 1080ကိုသုံးကြတယ်နောက်မှာတော့ frame rate လေးကွာသွားတာပေါ့နော်ဒါကတော့ 4K video လေးအတွက်ဒါကတော့ social media မှာ design လုပ်တယ်ဆိုရင်အထောင်တို့ portrait အထောင်တို့ landscape အလဲတို့ရှိမှာပေါ့နော်တကယ်လို့သူကဒီမှာဆိုရင် standard 1920 1080မသုံးချင်ဘူးဆိုရင်တော့သူတဲ့နည်းနည်းလေး resolution နေတဲ့1280 920ပေါ့နော်သူတဲ့တဝက်လောက်သေးတယ်သုံးလို့ရတယ်ဒီမှာကကိုယ့်ရဲ့ဆက်ကmemory အရင်မလိုက်နိုင်ဘူးဆိုရင်ဒီ social media landscape 1280 920ကိုသုံးလို့ရတာပေါ့နော်အဲ့တော့ဆရာတော့ဘာယူလိုက်မလဲဆိုတော့ social media landscape 1920 1080ပေါ့နော်ယူလိုက်မယ်တကယ်လို့အဲ့ဒီ
အရင် after effect version တွေပေါ့နော် version တွေမှာဒီ social media template မပါဘူးဆိုရင်เนาะအပေါ်က HD ပေါ့နော်အတူတူပါပဲHD 1920 1080ရေးပြီနော်ဒီမှာဆို HD 1920 1080 39.97 frame per second ကိုဆရာတို့ရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့ canvas site တွေလိုမျိုးပဲသူက site တွေကွဲသွားတာလားပေါ့ပဲအဲ့ဆိုတော့ဆရာ social media landscape site တွေကိုယူလိုက်မှာပေါ့နော်အောက်ထဲမှာတော့ဆရာတို့ဒီအရင်ခေတ်တုန်းကပေါ့နော်ဆရာတို့ HTV တို့ဒါ TV recorder တို့ TVC တို့အတွက်သူကအခြား site တွေပေးထားတာပေါ့နော်အဲ့ဒါတွေကတော့တိတ်အရှိမကြည့်ဘူးပေါ့UV ဆိုရင်တော့ဒါတော့ custom ပြောင်းလို့ရတယ်နေရာပေါ့နော်ဆရာတို့ template ရဲ့အတွက်ဒါတွေပြောင်းလို့ရမလို့တော့ frame rate က30ပေါ့နော်ပြီးရင် resolution ကတော့ full ပေါ့နော်ဒီခါလေးဆရာတို့ hub ထားလို့ရတယ်သူကဟို video quality အောက်ပေါ်မှာတော့မပြောင်းဘူးပေါ့နော်ဒီမှာ preview quality မှာသူကပြောင်းသွားတာလေးကိုသူကပြောတာပေါ့နော်အဲဆို full ပဲထားလိုက်ပါနောက် AG ကတော့ဒီနေရာမှာ duration ကတော့10 second ပေါ့နော် base 30နဲ့သွားမယ်နောက်တစ်ခုကတော့အရာကိုပြောင်းလို့ရတယ်နှိပ်ပြီးရင်ကိုလိုချင်တဲ့အရာကိုရွေးထားလို့ရတာပေါ့နော်ပြီးရင်တော့ okay ကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါဒီလမ်းလေးမှာ wallspace မှာဆရာတို့ရေးထားတဲ့ video site တိုင်းဝင်လာလိမ့်မယ်ပြီးရင်တော့ဒီလမ်းလေးမှာ lesson 1 wallspace ဒီ project မှာပေါ့နော် lesson 1 wallspace composition ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အလုပ်ကြီးမှာတော့ဆရာတို့ဘာမှလုပ်လိမ့်မယ်နောက်လိုအပ်တဲ့ဒီထဲမှာလည်း create လုပ်လို့ရတယ်လိုအပ်တဲ့ဟာတွေတော့ဆရာက import လုပ်ရတယ်ပေါ့နော်ဒီ project window တွေကို import လုပ်ကြည့်အောင်ပေါ့နော်ဘာတွေ import လုပ်လို့ရဆိုပုံတွေ video တွေ music တွေပြီးရင်အခြား shape တွေပေါ့နော်အခြား illustrator တို့ photoshop တို့ဟာတွေလေဒါ import လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံး png ပုံလေးတစ်ပုံပဲ import လုပ်ကြည့်အောင် import လုပ်မယ်ဆိုရင်ပထမကတော့ menu ကနေပေါ့နော် file ကနေပြီးတော့ import ပေါ့နော်ဒါ import file ဆိုလို့ရှိရင်ဒါ control I နဲ့လည်းတောင်းလို့ရတယ်ပေါ့နော်နောက်တစ်နည်းကဒီ project window ပေါ်မှာ double click နှိပ်ပေါ့နော်နှစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်လည်းဒါလေးပေါ်လာတယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ png file လေးကိုယူလိုက်ပေါ့နော်ဆရာဆွဲထားတဲ့ logo လေးရှိတယ်ကိုမှ logo မရှိလို့ရှိရင်paint track ကနေ download လုပ်လို့ရမှာပေါ့နော်နှိပ်ပြီး open ကိုနှိပ်လိုက်ပေါ့နော် open နှိပ်လိုက်ရင်ဒီ project window ထဲမှာlogo icon လေးပေါ်လာပြီပေါ့အဲ့ဆိုတော့ Photoshop လို့ဆရာလိုမျိုးဒီထဲမှာတစ်ခါလေးပေါ်မလာဘူးပေါ့နော်ကိုကအရင်ဆုံး project တွေကိုကြားတယ်ကြားပြီးမှသွားဆွဲထည့်ရတယ်ဆွဲထည့်တဲ့နေရာမှာလည်းနည်းရှိတယ်ပေါ့နော်ပထမနည်းကတော့ဒီအောက်ထဲက layer ပေါ့နော် layer လေးကိုဆွဲထည့်ရင် timeline layer ပေါ့နော်ဒီ line layer ဒါလေးတက်မှာကြာသွားလိမ့်မယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဆရာတို့ဒီဘက် composition လေးကိုနှိပ်ပြီးတော့ဆွဲထည့်လို့ရတယ်ဆွဲထည့်ရဆိုရင်လည်းဒါကိုလိုချင်တဲ့နေရာကိုရွှေ့လို့ရသွားတာပေါ့နော်အဲ့ဆိုဒီမှာကျတော့design ရဆိုရင်နောက်ခံအရာကတိတ်မလာသေးဘူးပေါ့နော်အဲ့ဆိုတကယ်လို့ composition ကိုအရာပြန်ပြောင်းခြင်းလို့ရှိရင်နော် composition တွေက composition setting ကိုတွားတာပေါ့နော် composition setting နေလိုက်ဒီမှာပြန်ပြင်လို့ရတယ်အရာလေးကိုပြန်ပြင်လိုက်ပါပေါ့နော်နှိပ်ပြီး okay ဆိုနေလိုက်လာသွားပြီအဲ့တော့ဒီမှာဆရာတို့ဆွဲထည့်လိုက်တယ်ပေါ့နော်ခုနကပြန်ပြမယ်ဆွဲထည့်လိုက်တယ်ဆိုရင်ဒီဘက်ကိုဆွဲထည့်လိုက်တယ်ဆိုရင်တော့အတင်းလေးမှာ auto ကြာလာတာပေါ့နော်နောက်ဆရာတို့ကြာလာတဲ့အခါကျလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ဒီဘက် property မှာသူ့ရဲ့ဒီဖွင့်လိုက်ပေါ့နော်ပိတ်နေဆိုရင်ဖွင့်လိုက်တယ်ဆိုရင်เนาะဒါသူ့ရဲ့ property လေးကိုမြင်ရလိမ့်မယ်ပေါ့နော်ပုံပေါ်ဝင် property အရင်ဆုံးဘာလို့ရှိမလဲဆိုတော့ opacity ပေါ့နော် opacity ကို short လိုက်တယ်ဆိုရင် opacity ပြောင်းသွားလိမ့်မယ်တရားပြန်တင်လိုက်ရင်တရားပေါ့နော်ဒါ mouse ကိုဖိထားပြီးတော့ပညာဆွဲရှိလို့ရတယ်အဲ့လိုလေနောက်တစ်ခုက rotation ကဆရာတို့လှည့်တာပေါ့နော်လှည့်လို့ရတယ်control Z နှိပ်လိုက်ပေါ့နော် control Z နှိပ် moving time ပြင်ရအောင် scale ကကြတော့ဆရာတို့ကြည့်ရအောင်နော်နည်းနည်းကြည့်လိုက်ကနန်းလေးရိုက်လို့ရတယ်ကိုကအရင်ထက်နှစ်ဆလောက်ကြည့်ခြင်း200ပေါ့နော်200ရိုက်လိုက်ရင်ဒါလင်းချိတ်ထားတဲ့ record high ကြည့်လာနော်လင်းချိတ်ထားဆိုတာလင်းဖြုတ်လိုက်လို့ရတယ်ဖြုတ်တယ်ဆိုရင်တော့သူက width ရဲ့ high ကိုတည်တန်းစီပေါ့နော်ဟိုမှာ400ဆိုလို့ရှိရင်သူကဒီတိုင်း width ရဲ့ high ကိုပဲကြည့်လာပြီဟုတ်ပြီအဲ့ဆို control Z ပြန်နှိပ်လိုက်အဲ့တော့လင်းလေးချိတ်တာပေါ့နော်ပြီးရင်တော့ဆရာတို့ position ပေါ့ position ကတော့ဒီတိုင်းရွှေ့လို့ရတယ်
ကောင်းတာတော့ဒီမှာရွှေ့ရတဲ့ဆိုင်ဒီပေါ်မှာလာရွှေ့တာတော့အကောင်းဆုံးပေါ့နော်ကိုကအလေတက်ထားခြင်းနေဆိုလို့ရှိရင်တော့ဒီ position မှာ align ဆိုတဲ့ဟာလေးရှိရပါတော့ property မှာ align ဆိုတာလေးပေါ်လာရင်ဒါ composition ပေါ်မှာသူ alignment လုပ်ပါမှာတခုတည်းဆိုအလဲကိုနှိပ်လိုက်အလဲတက်ကျသွားတယ်horizontal vertical line ပေါ့နော်ဒါကြတော့ horizontal line ပေါ့နော်align ညှိလို့ရတော့တယ်အဲဆိုအလဲတက်ကိုကျသွားတယ်ပေါ့အဲဆိုရင်ဆရာတို့က main window ရှိရပေါ့နော် main window ရှိပြီး project window ရှိတယ်ဒီဘက်ကတော့အများကြီးပဲပေါ့နော်အစုံပေါ့ alignment ကြီးတဲ့ဟာတွေရှိတယ် property တွေရှိသွားလိမ့်မယ်ပြီးရင်အခြား audio တို့ effect တို့လည်းဆရာတို့ရှိမှာပေါ့နော်ညာဘက် window မှာအဲတော့ဆရာတို့ composition နောက်မပေါ်ဘူးပေါ့နော်ဒါ composition အခန်းဆိုတော့ဒီမှာ logo ထည့်လိုက်ရင်ဒီ logo လေးမှာတိုင်း line လေးဆရာတို့ပေါ်သွားတာပေါ့နော်အဲဆိုPhotoshop တို့ Illustrator မှာဆိုတော့layer ပေါ့နော်သူကဘာပို့သွားလဲဆိုတော့ဒီဘက်ကတိုင်းနေပေါ့နော်အချိန်တစ်ခု dimension တစ်ခုထပ်ပြီးတော့ပို့သွားတာပေါ့တခုတည်းဆိုတော့ပြလို့ဘယ်လိုလဲဆရာတို့နောက်ခုသွားရအောင်ပေါ့နော်အဲဆိုဒီပေါ်မှာတော့ 2 bar လေးရှိတယ်ပေါ့နော်အခြား2တွေရှိတယ်ပထမဆုံး2ကတော့ဆရာတို့ mood 2ပေါ့နော်အခု default အနေနဲ့ mood 2တွေထားတော့ရွှေ့လို့ရတယ်ဆရာတို့ကြီးလို့ရတယ်သိလို့ရတယ်ပေါ့နော်ဒါဆွဲပြီးတော့ကြည့်ချင်လို့ရှိရင်တော့ shift ကိုနှိပ်ထားပေါ့နော်ဒါပေမဲ့အကောင့်ကတော့ဒီကနေသွားတာပဲကောင်းတယ်200ဆို200ပေါ့နော် quality ကျသွားတော့နောက်တစ်ခုဆရာတို့ပဲ2ကိုတောင်းလဲဆိုတော့ type 2ကိုတောင်းမှာပေါ့နော် type 2ကိုနှိပ်ပြီးရင်ဆရာတို့ဒီအောင်လေးမှာစာရိုက်မယ်ပေါ့နော်ကားစားတစ်ချက်ချမယ်ပြီးရင်အလဲကိုရေးမယ်အလဲကိုရေးပြီးရင်ဆရာတို့ file ရေးမယ်ပေါ့နော်ဒီမှာရှင်းလို့ရပြီ dream crab လို့ရတယ်ပေါ့နော်ဒီဟာလေးဟမ်CIFD ပေါ့နော်အမေရိကန်ပေါင်းရ CI Train Crab ပေါ့နော် C ကိုအကြည့်နေရတယ်ဒါတော့လာပြီးရင်တော့ဆရာတို့သုံးတဲ့အတိုင်းပေါ့နော် tab ကကြတော့ရွှေတူပြောစေအောင်မယ်ကိုလူချင်းနဲ့ပုံလေးအတိုင်းဟိုကရွှေလို့ရတာပေါ့နော် extra post ဆိုရှင်ဆရာတို့ရပါ selection ပေးပြီး no မယ်ပေါ့နော်ဒါပေါင် family ပါတဲ့ဟာဆိုလို့ရှိရင်ပို့ပြီးတော့တောင်းလို့ကောင်းသွားတာပေါ့နော်ဆရာတို့စာမှာ site တွေရွေးလို့ရတယ်ပြီးရင်အရှောင်တွေရွှေ့လို့ရမှာပေါ့နော်ကိုလိုချင်တဲ့အရှောင်လေးဖြူထက်စားလို့ရှိရင်ဝါလေးကပို့ပြီးတော့ကောင်းတယ်ပေါ့နော် crap ရသွားပြီမယ်ပြီးရင်တော့အခြား tracking တွေပါရွှေ့လို့ရတယ်အဲ့တော့ရွှေ့ချင်တယ်ဆိုလို့ရှိရင်တော့ဆရာတို့မူတူကိုပြန်ယူရတာပေါ့နော်မူတူကိုပြန်မှာတော့ that မူက editing မူကနေထပ်ပြီးတော့လိုချင်တဲ့နေရာကိုရွှေ့လို့ရမှာเนาะပြီးရင်တော့ alignment ပေါ့နော် alignment ပြန်ကြည့်လို့ရမယ်နောက်တစ်ခုကတော့ tracking ပေါ့နော်ဒါလေးက tracking သုံးတာနေတော့ tracking ကိုပြရအောင် tracking ကိုနေပြီး85ဆိုရင်ကြည်ကြည်လေးဖြစ်သွားတာပေါ့နော်ကောင်းတာနောက်ပိုင်းကျရင်ဒါလေးပါတော့ animation လုပ်လို့ရတယ်ပေါ့နော် animation ဒီတိုင်းလေး tracking လေးစီလာတာပေါ့လုပ်လို့ရမှာပေါ့နော်ဟိုကတော့25လောက်ထားလိုက်အဲ့တော့ဆရာတို့ခုဒီ animation လုပ်သေးတယ်နော် design ပေါ့ design ဘိုင်းလေးကိုဆရာတို့အရင်ဆုံးအရောင်လေးတွေစလုံးလေးတွေဒီမှာလာပြီးတော့ဆွဲလို့ရမှာနော်နှစ်ခုလုံးကိုရွှေ့လို့ရတယ် shift နဲ့နှိပ်ပြီးနှစ်ခုလုံးပေါ်နေရွှေ့ပေါ့နော်အဲ့မှာစင်တာချပါပြီးတော့ layer ဖြစ်တဲ့အတွက်အပေါ်မှာရှိတဲ့ဟာအပေါ်မှာရှိတာပေါ့နော်ဥပမာပြ dream craft ဆိုတဲ့စလုံးကဒီပေါ်တင်လိုက်ရင်ဒီပေါ်မှာရှောက်နေတာပေါ့နော်တခြားကြည့်လိုက်တယ်အဲ့ဆိုDream Craft စလုံးကိုအောက်ကိုထားလိုက်တယ်ဆိုရင်တော့ hotel ကိုရောက်သွားတယ်ဒီကတော့ PNG မို့လို့ပေါ့နော်တခြားမြင်အောင်ပြမယ်ဆိုရင်ဆရာချဲ့လိုက်ပါနော်ဒီပါဆိုရင်ချက်ကြည့်လိုက် view မှာ99.6ကနေပြီးတော့ဟိုမှာ100%ပေါ့နော်400%ဆိုရင်မြင်ရလိမ့်မယ်အဲဆိုအပေါ်ရွှေ့လို့ရတယ်ပေါ့နော်ဒါကိုအပေါ်ရွှေ့ဒါအပေါ်ရောက်သွားတယ်layer ဖြစ်တဲ့အတွက်နာမည်ပေးလို့ရတယ် dream crack ကတော့စာပေါ့နော် type 2ဖြစ်တယ်ဒီအောက်ထဲကဟာကျတော့နာမည်ကရှည်နေတော့နောက်ပိုင်း layer ကြီးများလာလို့ရှိရင် management လုပ်ရလို့ရနာမည်ပြောင်းပြီးလိုက်နော် right click နှိပ်ပြီး rename ပေါ့နော် rename နှိပ်လိုက်နာမည်ပြောင်းပြီးလိုက်ရတယ် logo ဆိုပြီးတော့ပေးလိုက်ပေါ့နော်ပြီးတော့အရင်ကျဲပါပေါ့နော်ဒီသူ့ရဲ့ composition ဟောမှာဒါလေးချင်း fit ပေါ့နော် fit ဆိုတဲ့ဟာတော့ဒီ window နဲ့ quality ဖြစ်အောင်လုပ်တာပေါ့နော်နှိပ်လိုက်တယ်ဆိုရင် quality ဖြစ်အောင်
လောက်သွားလိမ့်မယ်ဟာပက်ကြည့်လို့ရတယ်ပြီးရင်တော့ဆရာတို့ပြန်တက်လိုက်ပါနော်ဒါပြီးပေါ်တက်မယ်ဒါပါတက်မယ်နှစ်ခုလုံး shift နေပြီးတော့ရွေးလို့ရတယ်ပြီးရင်တော့အလေကိုချိန်လိုက်ပါနော် alignment ကတော့တော်တော်လေးတောင်းဝင်နေတယ်ပါတယ်နှစ်ခုလုံးရွေးပြီးတော့ vertical line ဆိုတော့ဒီလိုဖြတ်သွားမှာပေါ့နော်ဆိုတော့ horizontal line ပဲချိန်လို့ရတယ် line လေးရတယ် selection ပြီးပြီဆိုလို့ရှိရင်တော့ဆရာတို့ animation စလုပ်လို့ရပြီပေါ့နော်အဲဆိုတော့ animation စမလုပ်ခင်ဆရာတို့ save လိုက်မှာပေါ့နော်အဲဆိုတော့ခုက workspace လက်တွေ့အလုပ်လုပ်တာပေါ့နော်ဒီ timeline လေးရသွားပြီဒီဘက်ကဟာလေးရသွားပြီဒီဘက်က project window တွေလည်းဆရာတို့ရှင်းပြီးသွားပြီပေါ့နော်အဲ့ဒါလေးတွေမှတ်ထားပြီပေါ့နော်စားလာချင်းဆိုလို့ရှိရင်တော့ရှုပ်နေမှာပေါ့နော် window တွေလည်းအများကြီးစာတွေလည်းအများကြီး tool တွေလည်းအများကြီးဖြစ်နေပါပေါ့နော်ဆရာပြောတာလေးကိုလိုက်လုပ်ထားတဲ့ data လေးလိုက်လုပ်တယ်ဆိုရင်တော့ရတော့မှာပေါ့နော်အဲဆိုလေ့ကျင့်ခန်းတစ်ခုချင်းစီကိုဆရာ15မိနစ်လောက်ပဲထားတာပြင်မယ်အဓိကတော့အာယုံစူးစိုက်မှုအရာအကြာကြီးဆိုလို့ရှိရင်မရမှာဆိုလို့ပေါ့နော်နောက် lesson မှာတော့ဆရာ display lesson ကိုပြပေးပါမှာပေါ့နော်ကိုကတော့ save ထားလိုက်မယ် file နှိပ်ပြီး save ပေါ့နော် save တာတော့အရင်မခက်ခဲပါဘူး Control S လေးရတယ်ပြီးရင်ဆရာကတော့ download တင်မှာ save ထားနေရတယ်နာမည်ပေးလိုက်ပါနော်နာမည်ကတော့ဆရာတို့ MBS lesson 1 lesson 1ပဲပေါ့နော်ချားဟာပြီး save ထားလိုက်ရမယ်နားမလည်ရရှိလို့ရှိရင်လည်း comment မှာမေးထားခဲ့လို့ရတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြန်တွေ့မယ်နော်